အိန္ဒြာကျော်စင်ဤမွန်မြတ်သည့်အလှတော်သို့မဟုတ်လူနာတရားနှစ်ဆက်အတွက်စေတနာလက်ဆောင်အနုပညာလောကတွင်သူမ၏ဖြူစင်လှပသောအပြုံးများထက်မြက်လာသောတရုပ်ဆောင်မှုများဖြင့်ပရိသတ်တို့၏ရင်ထဲတွင်နေရာယူထားသူမှာအိန္ဒြာကျော်စင်ပင်ဖြစ်သည်ကင်မရာရှိမှအလင်းရောင်များအောက်တွင်သာမကအမောင်ဖုံးနေသောဘဝတစ်ခုချင်းစီ၏မျှော်လင့်ချက်များတဲ့သို့လည်းသူမသည်အလင်းရောင်တစ်ခုတစ်ဖွဲဝင်ရောက်လာလေးရှိသူဖြစ်သည်ယနေ့တွင်တော့သူမ၏ထိုစေတနာတရားများသည်ကင်ဆာဆေးရုံကြီး၏တိတ်ဆိတ်ညှိုးနွမ်းနေသောလူနာဆောင်များသို့ရောက်ရှိသွားခဲ့သည်ကင်ဆာဝေဒနာရှင်တရားနှစ်ဆက်ဦး၏ဘဝတူညီချက်မှာကုသမှုအတွက်လိုအပ်သည့်ငွေကြေးဆိုင်ရာအခက်အခဲများပင်ဖြစ်သည်နာကျင်မှုများကိုသာမကနေ့စဉ်ကုန်ကျစရိတ်များကိုပါပူပန်နေရသည့်ထိုလူနာများအတွက်အိန္ဒြာကျော်စင်သည်တဦးလျင်3သိန်းကျပ်နှုန်းဖြင့်စုစုပေါင်းသိန်းပေါင်းများစွာကိုကိုယ်တိုင်ကိုယ်ကျပံ့ပိုးလှူဒါန်းခဲ့သည်ဤငွေကြေးပမာဏသည်ရိုးရှင်းသောကိန်းဂဏန်းတစ်ခုထက်ပိုမိုနှက်ဆိုင်သည်လက်ကောင်းသည်နာကျင်မှုများကိုတက်တာစေမည့်ဆေးဝါးတစ်ခွက်ဖြစ်သလိုအသက်ရှင်လိုစိတ်ကိုပိုမိုခိုင်မာစေမည့်အားပေးစကားတစ်ခွန်းလည်းဖြစ်သည်အနုပညာဆိုတာလူတွေရဲ့စိတ်နှလုံးကိုကုသပေးနိုင်ရမယ်ဟူသောသူမ၏ခံယူချက်အတိုင်းအိန္ဒြာကျော်စင်သည်ပရဟိတလုပ်ငန်းများကိုအချိန်ပေးလှုပ်ဆောင်လေးရှိသည်ယခုတစ်ချိန်အလှူတွင်လည်းသူမသည်မိသူကိုမျှအတိပေးခြင်းထက်စေတနာအပြည့်ဖြင့်လှူဒန်းခဲ့ခြင်းကသူမ၏မုံမြတ်သောစိတ်ထားကိုပိုမိုထင်ဟပ်စေသည်လူနာတဦးစီ၏အိယာဘေးတွင်မတ်တက်ရရင်သူတို့၏နာကျင်မှုကိုနားထောင်ပေးကာအားပေးစကားများဆိုနေသည့်အိန္ဒြာကျော်စင်၏ပုံရိပ်သည်ပရိသတ်တို့အတွက်ကြည်နူးဖွယ်မြင်ကွင်းတစ်ခုပင်ဖြစ်သည်လူမှုကွန်ရက်စာမျက်နှာထက်တွင်သူမ၏အလှူသတင်းသည်လျင်မြန်စွာပြန့်နှံ့သွားခဲ့သည်ပရိသတ်တို့သည်အိန္ဒြာကျော်စင်၏စေတနာကိုအတိမတ်ပြုရင်းတာတို့ခေါ်ဆိုတံများဖြင့်နေရာအနှံ့မှထပ်တူထပ်မျှဝမ်းနေများတင်နာကြသည်အလှူဒန်းဆိုသည်မှာပေးကမ်းခြင်းထက်အခြားသူတို့၏ဘဝကိုလေးစားမှုဖြင့်ထောက်ပံ့ခြင်းဖြစ်သည်ကိုအိန္ဒြာကျော်စင်ကတက်တည်ပြလိုက်ခြင်းပင်အိန္ဒြာကျော်စင်၏ဤမွန်မြတ်သည့်အလှူတော်သည်နောင်လာမည့်ကာလများအတွက်လည်းအခြားသောပရဟိတစိတ်ရှိသူများအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာမည်မှာအသေးချာပင်ဖြစ်သည်ပရိသတ်ကြီးလည်းအိန္ဒြာကျော်စင်ရဲ့အလှူအတွက်တာတို့ခေါ်ဆိုခဲ့ကြပါဦးနိုင်